Hi ချစ်တို့ရေဝတ်သားလေးနဲ့အစိမ်းကြော်လေးကြော်မလို့ပါပြုတ်ထားတဲ့ဝတ်သားလေးကိုပပလေးလီးထားမယ်ကျွတ်သွန့်ဖြူထောင်းထားတယ်ကျွတ်သွန့်နီလေးလည်းလီးထားတယ်နော်ကဲ coffee တုပ်ခတ်တက်ဥပဲသီးလေးပါမယ်ကျွတ်သွန့်နီလေးစီတက်မယ်အဖြူလေးထည့်မယ်ပြီးပြီဆိုရင်ဝတ်သားလီးထားတာလေးထည့်လိုက်ပါမယ်ပြီးပြီဆိုရင်ရေလေးနည်းနည်းလေးထည့်မယ်ဒီလေးနည်းနည်းလေးထည့်ပြီးတော့စီလေးနဲ့ဒါမှွေပြီးပြီဆိုရင်တီးနှံလေးတွေထည့်လိုက်ပါမယ်ကဲအတီးနှံထွက်တဲ့ရေလေးနဲ့ပဲဤအောင်လို့ကြော်မယ်နော်ကဲမနဲ့ဆိုရင်လေမိဖို့လေးဖို့နဲ့အဲ့လိုမျိုးချက်ရပါတယ်လို့ပြီးရင်ဘဲဥနဲ့အာလူးနဲ့ကိုလည်းပေါ့နော်အဲ့လိုချက်မယ်ကဲစိမ့်ကြော်လေးကိုရတာအနေနဲ့စတားမုတ်စာလက်ငပြားကြီးလေးထည့်လိုက်ပါတယ်တရုတ်နံနံလေးရှိရင်တော့အုပ်လိုက်ရင်တော့ပုံမွေးပေါ့နော်မိုးရွာနေတာတော်ပြီတရုတ်နံနံလည်းသွားမွယ်တော့ဘူးကဲသူ့ရေလေးနဲ့ပဲအတိနဲ့လေးဤအောင်လို့ကြော်လိုက်ပြီဆိုရင်တော့ဒါရတာရှိတယ်အစိမ့်ကြော်လေးကရတော့ပါပြီရှင်ဝမ်းရပုတ်စီတယ်လေးပေးဖို့မင်းနဲ့နော်ချစ်တယ်နော်